ပါရီမြို့ရဲ့တိတ်ဆိတ်တဲ့အကြောင်းတစ်ကြောင်းမှာစစ်ဟာအဒန်းထဲကကြောင်းသူသစ်အန်ဂျီကိုလုံးဝဆွဲလန့်နေကကြောင်းသူ့ရဲ့အဖြူမူတွေကိုတငယ်ချင်းဖြစ်သူပီယာကကြည့်ပြီးရေမောနေပါတယ်။ကောင်မလေးကိုသဘောကျအောင်စစ်ကစကေတ်ဘုတ်နဲ့အကွက်ပြဟိုစူးစမ်းပါတယ်။ခုံနာအောင်မြင်ပြီးမဲ့အမိုက်ပုံးနဲ့ဝင်တိုက်မိသွားပါတယ်။အန်ဂျီကဒါကိုရေဆရာကောင်းတယ်လို့ထင်ပြီးစစ်ရဲ့စကေတ်ဘုတ်ကိုလာပေးပါတယ်။စစ်ထလာပြီးနောက်သူကကြောင်းသူတစ်လေးကိုမြို့ထဲလိုက်ပြမယ်လို့ကန်လန်းလိုက်ပါတယ်။အန်ဂျီကဝမ်းသာအားရလက်ခံပြီးစစ်ရဲ့ဖုန်းနံပါတ်ကိုကောင်းပေမဲ့သူ့မှာဖုန်းမရှိပါဘူး။ပီယာကအမြန်ဝင်ကူညီပြီးစစ်ကရီးစားဟောင်းပြေသနာကြောင့်နံပါတ်ဟောင်းကိုဖျက်လိုက်ရလေလို့ပြောလိုက်ပါတယ်။ဒါကြောင့်အန်ဂျီကသူတို့နှစ်ယောက်ကိုနှုတ်ဆက်ပြီးဖုန်းအသက်ရရင်ဆက်သွယ်ဖို့ပြောသွားပါတယ်။အိမ်ပြန်ရောက်တော့စစ်ကအရေးကြီးတာတခုပဲဖို့အကူညီလိုတယ်လို့အမေဖြစ်သူကိုပြောပါတယ်။အမေကရုတ်တရက်တောင်းလို့နားမလည်ဖြစ်သွားပေမဲ့သူ့မှာရှိတဲ့ပတ်စံအကုန်လုံးကိုတားဖြစ်သူကိုပေးလိုက်ပါတယ်။ညဘက်ရောက်တော့စစ်ဟာမြို့ထဲကစားတောက်ဆိုင်အလုပ်ကိုအပြေးသွားပေမဲ့နောက်ကျလို့တထဲစီကအဆူခံရပါတယ်။ပြဿနာမထီချင်လို့စစ်ကတောင်းမှန်ပြီးအရေးပေါ်30ရောက်ရှိလို့လာစာကြိုထုတ်ပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့တထဲကဂယူးမဆိုင်ပဲယူရို100တန်အတုတရွတ်ပေးပြီးသူ့ကိုလောင်ပြောင်ခဲ့ပါတယ်။နောက်နေ့မှာစစ်ကရှီဟောင်းတစီဆိုင်ကိုသွားပြီးဈေးပေါ်တဲ့ဖုန်းတွေရှိလားလို့မေးပါတယ်။ဆိုင်ရှင်ကရွေးချယ်စရာအများကြီးပြပေမဲ့စစ်မှာယူရို3ဘွယ်ပဲရှိတယ်လို့ပြောလိုက်ပါတယ်။ဒီတော့ဆိုင်ရှင်ကသူတို့စီမှာအချိန်အတော်ကြာတင်ထားတဲ့ဖုန်းတစ်လုံးရှိတယ်လို့ဆိုပြီးတွားယူလာပါတယ်။လုံးဝပြင်ဆင်မွမ်းမံထားတဲ့ဖုန်းကိုမြင်တော့စစ်ကသဘောကျသွားပြီးဆိုင်ရှင်ကလည်းဖုန်းရဲ့အချက်လက်တွေကိုစီကာစင်ကပြောပြပါတယ်။မူလတန်ဖိုးယူရို900ရှိပေမဲ့ယူရို30နဲ့ပေးမယ်လို့ဆိုင်ရှင်ကပြောတော့စစ်ကမဆိုင်မတွယ်ဝဲလိုက်ပါတယ်။ဒါပေမဲ့ဖုန်းကိုကင်ကြည့်လိုက်တော့အလုံးမလုံးသားကိုတွေးလိုက်ရပါတယ်။ဆိုင်ရှင်ကသူတိပြီးသားဖြစ်ကြောင်းနဲ့အထာကျအောင်ဟန်ရေးပြဖို့သုံးလို့ရသေးတယ်လို့ရဲကျဲကျဲနဲ့ပြောပါတယ်။ဒေါသထွက်သွားတဲ့စစ်ကဖုန်းကိုစိုက်ကြည့်နေတော့ရုတ်တရက်ဖုန်းမြည်လာလို့နှစ်အောက်လုံးအံ့ဩသွားကြပါတယ်။ဖုန်းကအလုတ်လုံးနေသေးမှန်းသိလိုက်ရတဲ့အတွက်ဆိုင်ရှင်ကပြန်လူဖို့ကြိုးစားပေမဲ့စစ်ကပိုမြန်ပြီးဆိုင်ထဲကနေထွက်ပြေးသွားပါတယ်။ခဏကြာတော့စစ်ကကျောင်းဝင်းထဲမှာပီယာလက်တွေ့ပြီးအန်ဂျီကိုအကဲခတ်ပြီးနောက်သူ့ဖုန်းအသစ်ကိုတငယ်ချင်းကိုပြလိုက်ပါတယ်။ကောင်မလေးရဲ့နံပါတ်ရတော့မယ်လို့ယုံကြည်နေတဲ့စစ်ကအဖွေနာကိုတွားပြီးသူ့ဖုန်းအသစ်ရပြီးထစ်ကြောင်ပြောပါတယ်။ဒါပေမဲ့ဖုန်းရဲ့ထူးဆန်းတဲ့ပုံစံကိုကြည့်ပြီးကောင်မလေးတွေကသူ့ကိုလောင်ပြောင်ကြပြီးသူတို့ရဲ့ငွေရေးအခြေအနေကိုအထင်သေးတဲ့အန်ဂျီနဲ့အတူထွက်သွားကြပါတယ်။တငယ်ချင်းကိုနှစ်သိမ့်ခြင်းနဲ့ပီယာကအဲ့ဒီကောင်မလေးတွေကငွေမဲ့တဲ့သူတွေတက်ပဲလို့ပြောပြပါတယ်။ပြီးတော့သူတို့အတန်းတွေကိုတွားကြပါတယ်။ကျောင်းဓာတ်ခွဲစမ်းမှာဗာဂျီယိုနဲ့သူ့လူမိုက်အဖွဲကစစ်နဲ့သူ့တငယ်ချင်းကိုစနောက်ရှက်ပြီးရန်စကားများကြပါတယ်။ဆီယာမကအမြန်ရောက်လာပြီးကျောင်းသားတွေကိုထိန်းပြီးစားတင်းစပါတယ်။စားတင်းနေတော့ကောင်လေးတွေကစစ်ကိုစနောက်ရှက်နေပြီးအန်ဂျီနဲ့သူမရဲ့တငယ်ချင်းတွေကတော့ရဲနေပါတယ်။အဲ့ဒီအချိန်မှာစစ်ရဲ့ဖုန်းကအလိုလိုပွင့်သွားပြီးအန်ဂျီရဲ့တငယ်ချင်းမာဂေါ့စီဖုန်းခေါ်လိုက်ပါတယ်။ဘသူလဲဆိုတာသိကျင်လို့မာဂေါ့ကဖုန်းကန်လိုက်ချိန်မှာနတ်တရင်အထမ်းမျိုးလိုက်ကြားလိုက်ရပြီးသူမဇုတ်ရက်တွေကိုထိန်းချုပ်ခံလိုက်ရပါတယ်။မကြခင်မှာပဲမာဂေါ့ကသူမခဲပေါ်မှာမီးဘိုကိုဖွင့်ပြီးတငယ်ချင်းထစ်သူကလီမန်စီယာရဲ့စပင်ကိုမီးရှို့လိုက်ပါတယ်။ခေါင်းမှာမီးလောင်နေတာကိုမြင်တော့အန်ဂျီကထိတ်လန့်တစားအော်ဟစ်လိုက်ပြီးအတန်းထဲမှာရုပ်တဲတဲဖြစ်သွားပါတယ်။ကျောင်းသားတွေလဲကုန်ကြပြီးဆီယာမကမီးတက်ပြီးညမီးငိန်တက်လိုက်ပါတယ်။နောက်ပိုင်းမှာကျောင်းအုပ်ကြီးကမာဂေါ့နဲ့စုံစမ်းတစ်ခေါက်ကိုခေါ်ယူမေးမြန်းပါတယ်။ဖုန်းခေါ်ဆိုတဲ့နံပါတ်က private ဖြစ်နေတာကြောင့်ဘေကခေါ်လဲဆိုတာကိုခြေရောင်လိုက်လို့မရဆိုတာကိုစုံစမ်းသူကတွေ့ရှိသွားပါတယ်။ဘာမှလုပ်လို့မရမှန်သိလိုက်ရလို့လောလောဆယ်စုံစမ်းစစ်ဆေးမှုကိုရပ်နားလိုက်ပြီးကျောင်းသားတွေကိုအိမ်ပြန်လွှတ်လိုက်ပါတယ်။နောက်နေ့မှာစစ်ကသူ့အခန်းထဲမှာထိုင်ပြီးအန်ဂျီကိုဘလောက်တောင်ကြစ်မိနေလဲဆိုတာသူ့ဘာသူရင်ဖွင့်နေပါတယ်။အဲ့ဒီအချိန်မှာသူ့ဖုန်းကအန်ဂျီနဲ့ဗီဒီယိုကောပြောနေလျက်သားထိနေတာကိုတွေ့လိုက်ရလို့အယမ်းအံ့ဩသွားပါတယ်။သူကကောင်မလေးရဲ့နာမည်ကိုတော့မသိပါဘူး။သူ့အကြောင်းပြောနေတာကိုကောင်မလေးကြားသွားပေမဲ့ပုံမှန်တိုင်းပဲဆက်ဆံလို့စစ်ကသူ့မကိုချင်းတွေ့ဖို့ဒိတ်လို့ဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီနောက်စစ်ကရှက်လာလို့ဖုန်းကိုချလိုက်တော့ဖုန်းရဲ့ကြံတဲ့လှုပ်ဆောင်ရတွေကိုမြင်လိုက်ရပါတယ်။မနစ်ကဖုန်းကမာဂေါ့စီဖုန်းခေါ်ခဲ့တာကိုတွေ့သွားပြီးဘာလို့ဒီလိုဖြစ်ရတယ်လဲလို့စဉ်းစားခံဝင်ပါသွားပါတယ်။စာတင်ချင်းရောက်တော့မာဂေါ့ကထစ်ခဲ့တာတွေအတွက်ကလီမန်စီယာကိုတောင်းပန်ပေမဲ့သူမကခွင့်မလွတ်ပဲဆက်ပြီးလစ်ရှူနေပါတယ်။မကြခင်မှာပဲစစ်နယ်ပီယာတို့ကထူးချမ်းတဲ့ဖုန်းခေါ်ဆိုမှုတွေအကြောင်းဆွေးနွေးနေတော့ဆီယာကကောင်လေးတယောက်ကိုမြေချာနဲ့ပစ်ပေါက်လိုက်ပါတယ်။
စာတင်နေတော့စကားပြောလို့ဒေါသထွက်သွားတဲ့ဆရာကစစ်ကိုမေးခွန်းတစ်ခုဖြေခိုင်းပါတယ်အဲ့ဒီအချိန်မှာနတ်တင်ရင်ဖုန်းကအဖြေကိုမျက်နှာပြင်ပေါ်မှာပြပေးပါတယ်စစ်ကလည်းမဆိုင်မတွက်အတန်ထွက်ဖြေလိုက်ပါတယ်ဖုန်းထုံပြီးခိုးချနေတယ်လို့ထင်သွားတဲ့ဆရာကဖုန်းကိုလွှင့်ပြလိုက်ပါတယ်အတန်းပြီးတော့စစ်ကဖုန်းကိုပြေးကောင်းပြီးချစ်ကလားတကြွားမှမရှိတာကိုတွေ့လိုက်ရလို့အံ့ဩသွားပါတယ်အဲ့ဒီညကဆရာကအတန်းလေးမှာစားမွေးပဲအဖြေလွှားပြီးစစ်နေတော့နတရင်ဖုံးစီကအဝင်ကောတစ်ခုရလာပြီးတူပါ hypnosis အခြေအနေကိုရောက်သွားပါတယ်မနေ့မိုးလင်ရောက်တော့စစ်နိုးလာတဲ့အခါသူဖုံးကပုံဖော်ပေးထားတဲ့မွေးနေ့ကိတ် 3D ရုပ်ထွက် hologram ကိုတွေ့လိုက်ရပါတယ်ဝမ်းသာသွားတဲ့စစ်ကစိတ်ကူးထက်ကကိတ်မုတ်ပေါ်မှာဖျောင်းတန်းခွန်းတွေကိုမှုတ်လိုက်ပြီးသူဖုံးရဲ့ထူးခြားတဲ့လှုပ်ဆောင်ရက်ကိုသဘောကျနေပါတယ်မိနစ်ကြာတော့စစ်ကပြီးရရဲ့အင်းကိုသွားပြီးနှစ်ယောက်သားအကြောင်းကိုထွက်လာကြပါတယ်လမ်းမှာနတ်တရင်ဖုံးရဲ့အထူးဆွမ်းရည်တွေအကြောင်းဆွေးနွေးပြီးစစ်ရဲ့မွေးနေ့မှာအကစ်ပေးခံရပြီးအချိန်မကုန်ကျင်တာကြောင့်ဆရာကိုဖြေရှင်းဖို့ဖုံးစီကအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်စကဲမန်နေဂျာမှာပဲဖုံးကကျောင်းအရေးတော်စီကိုခေါ်ပြီးစစ်ရဲ့အတန်းကို Professor မာဇိုတလို့ပြောင်းပေးလိုက်ပါတယ်ဒါကြောင့်စစ်ကသူ့ကိုအကစ်ပေးထားတာကိုဖယ်ရာထည့်လိုက်နိုင်ပြီးကျောင်းကန်တင်းကအစားအသောက်တွေကိုလည်းပိုကောင်းတာတွေပြောင်းဖို့အရေးတော်စီကိုအမိန်ပေးနိုင်ပါတယ်သူဖုံးကတကယ်ကိုမဟာမယန်ဒီမှန်တီးလိုက်ရတဲ့စစ်တယောက်အရန်စိတ်လူရှားသွားပါတယ်သူဖုံးကတခြားဘာတွေလုပ်နိုင်သေးလဲဆိုတာသိကျင်လို့ကောင်လေးနှစ်ယောက်ကမြို့ထဲကစကိတ်ဆိုင်ကိုသွားပြီးသူတို့ကိုရိုင်းဆက်ဆန်ခဲ့တဲ့ဆိုင်ရှင်ကိုနတ်တရင်ဖုံးရဲ့အစွမ်းနဲ့လက်စားချေပါတော့တယ်ဆိုင်ရှင်ကိုတရေဆိုင်အညူးညူးလိုက်အတန်မြူခိုင်းပြီးဆိုင်ထဲမှာပစ္စည်းတွေအကုန်ဖျက်ဆီးပေးဖို့လုပ်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်စစ်နဲ့ပီယာက shopping bag တွေအများကြီးနဲ့ထွက်လာပြီးအခုဆိုသူတို့လှုပ်ချင်တာမှန်သမျှလှုပ်လို့ရပြီဆိုတာကိုသိလိုက်ပါတယ်တစ်ချိန်ထဲမှာတဲ့ကျောင်းကထန်ရှင်းရဲ့အတော်ကြီးကဆရာအခန်းထဲကိုဝင်သွားတော့ဆရာကပါစက်မှာမြေးချန်ကလေးအပြည့်နဲ့ကျွမ်းမှလဲကုန်နေတာကိုတွေ့လိုက်ရပါတယ်လန့်သွားတဲ့အတော်ကြီးကမာဇိုလူអော်လိုက်တော့ဆရာကိုယ်ထဲကနေပြင်းထန်တဲ့မြေချန်မှုတွေပန်းထွက်လာလို့သူမပို့ပြီးထိတ်လန့်သွားပါတယ်နောက်ပိုင်းနိုင်ကလေးတစ်ခုမှာကောင်လေးတွေကသူတို့ကိုမကောင်းလုပ်ခဲ့သူတိုင်းကိုဆက်ပြီးလက်စားချီနေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပီယာက family ကိစ္စအတွက်အကူအညီလိုတငယ်ချင်းစီကဖုန်းကိုခဏငှားပါတယ်စစ်ကမငှားချိန်ပဲငှားလိုက်ရတော့ဖုန်းကအလုံးမလုပ်ပါဘူးဒေါသထွက်သွားတဲ့ပီယာကဖုန်းကိုရေကွက်ထဲပစ်လိုက်လို့ထွက်သွားတော့စစ်လည်းဒေါသထွက်ချန်ခဲ့ပါတယ်နောက်နေ့မှာတငယ်ချင်းတွေကပြန်တွေ့ပြီးဖြစ်ထဲတာတွေတော့ပြန်ပြေးသွားကြပါတယ်ဒါပေမဲ့ရုတ်တရက်ပီယာရဲ့ကမဲပုံအတုကိုလူမိုက်တွေကအဆောက်အဦနေရာမှာကတ်ထားတာကိုတွေ့တော့လူတွေမမြင်အောင်လူသွားခွာပါတယ်အဲ့ဒီအချိန်မှာဆိုင်ကယ်သမားနှစ်ယောက်ကအန်ဂျီရဲ့ iPod ကိုခိုးသွားပါတယ်ဒါကိုမြင်တော့စစ်ကအန်ဂျီနဲ့အတူ skateboard နဲ့တခိုးတွေကိုလိုက်ဖမ်းပါတယ်တစ်ချိန်ထဲမှာပဲလူမိုက်ခန်းခေါင်းဆောင်ဖာဂျီကလည်းအန်ဂျီကိုကူညီဖို့သူ့ကားနဲ့တခိုးတွေကိုလိုက်ဖမ်းပါတယ်လိုက်ဖမ်းနေတော့စစ်နဲ့အန်ဂျီတို့လမ်းပေါ်မှာကားတွေနဲ့တိုက်မိမလို့ဖြစ်သွားပါတယ်အဲ့လိုနောက်ရှက်သွားတာကြောင့်လူမိုက်အဖွဲ့ကသူတို့ကိုကြော်တက်သွားပါတယ်ဒါကြောင့်စစ်ကတခိုးတွေကိုပိတ်ဖမ်းဖို့ဖြစ်လန်းတဲ့ကသွားလိုက်ပါတယ်ဖာဂျီကလည်းကားနဲ့တခိဖိနီးကက်လာပါတယ်ဒါပေမဲ့သူတို့မဖမ်းမိနေမှာပဲလူမိုက်တယောက်ကစစ်ရဲ့ဖုံးစီကအဝင်ကောတစ်ခုကိုကိုင်းမိသွားပြီးကားစတေးရင်ကိုကိုင်းပြီးရင်တိုက်မှုဖြစ်အောင်အမိန်ပေးခံလိုက်ရပါတယ်ဒါကြောင့်အဲ့ဒီအဖွဲ့ဟာစောက်လို့ရင်ငွေခွဲမှာရင်တိုက်မှုဖြစ်ပြီးဘေးလက်မြေတွေပေးပွားကုန်ပါတယ်မကြခင်မှာပဲစစ်နဲ့တန်းကြီးကတခိုးတွေကိုမိသွားကြပါတယ်တခိုးတွေကိုလဲသွားအောင်လုပ်ပြီးနောက်ကောင်မလေးကတယောက်ကိုဒေါသတစနဲ့ရိုက်နှက်ပါတော့တယ်ရန်ပွဲမကြီးသွားအောင်ရဲတွေကဝင်ဆွဲပါတယ်စစ်ကအဲ့ဒီနှစ်ယောက်ဟာတခိုးတွေပါလို့ချက်ချင်းပြောပါတယ်လန့်သွားတဲ့တခိုးတွေကထွက်ပြေးဖို့ကြိုးစားလို့ရဲတွေကလိုက်ဖမ်းကြပါတယ်ရဲမှုကတော့အန်ဂျီရဲ့ iPod ကိုပြန်ရအောင်လုပ်ပေးတဲ့လူငယ်တွေကိုပြန်လွှတ်လိုက်ပါတယ်နောက်နေ့မှာနတ်ဆိုးဖုံးကြောင်တားကောင်တွေပို့များလာပြီးစလို့ဖုံးကုန်လွှန်းပစ်ဖို့ပီယာကတင်ငယ်ချင်းကိုဖျောင်းဖျက်ပါတယ်ဒါပေမဲ့စစ်ကဂယူးမဆိုင်ပဲဖုံးကဘလောက်စွာလဲဆိုတာပြဖို့တမိုင်းစီယာစီဖုံးခေါ်ပြီးနောက်စာမေးပွဲအတွက်အခြေတွေကိုစိတ်ညှို့ပြီးတောင်းယူပြပါတယ်ဒါကိုမြင်တော့ပီယာတော့အံ့ဩသွားပါတယ်သူတို့ထွက်သွားချိန်မှာစအားပြောင်းရတာကိုခိုးနားထောင်နေတဲ့ဗာဂျီယိုနဲ့လူမိုက်တွေကသူတို့ကိုဖမ်းလိုက်ပါတယ်။စစ်ရထားတဲ့စာမေးပွဲအဖြေတွေကိုလိုချင်လို့ဗာဂျီယိုကစစ်ကိုအတင်းကျပ်ပြောခိုင်းပါတယ်။အန်ဂျီကိုအဖြေတွေပေးမယ်လို့စစ်ကကတိပေးထားတယ်ဆိုတာကလီမန်ဒီကဖော်ကောင်းလုပ်လိုက်ပါတယ်။အဲဒီနောက်လူမိုက်အဖွဲ့ထွက်သွားပြီးចောင်းသားတွေစာမေးပွဲဖြေကြပါတယ်။စစ်ရဲ့စိတ်ညွတ်မှုကြောင့်ဆရာကတော့အရှက်ရစရာအဝတ်စားတွေဝတ်ထားရပါတယ်။ចောင်းစင်းတော့စစ်နဲ့အန်ဂျီကိုចောင်းဝင်းထဲမှာစကားပြောကြပြီးတယောက်နဲ့တယောက်ပိုရင်းနှီးလာကြပါတယ်စစ်နဲ့အတူရှိနေရတာကိုသဘောကျလို့အန်ဂျီကသူ့ကိုရုပ်ရှင်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဝမ်းသာသွားတဲ့စစ်ကလည်းချက်ချင်းလက်ခံလိုက်ပါတယ်။ဒိတ်လို့ဖို့ပြင်ဆင်နေတော့သူ့ကိုယ်သူပိုယုံကြည်မှုရှိအောင်တွားဆုပ်ကိုဖြုတ်လိုက်ပါတယ်။
ခဏနေတော့ပြရရောက်လာပြီးဒီညဟာသူတို့ ACDC ဂီတဖျော်ဖြေပွဲတွားရမယ့်ညလို့တတိပေးပါတယ်ဒါပေမဲ့စစ်ကအန်ဂျီညန်ချင်းထန်းလို့မလိုက်နိုင်တော့ဘူးလို့ပြောပါတယ်ဒါကိုကြတော့ PR အရန်ဝမ်းနေသွားပြီးသူ့တငယ်ချင်းကိုဒီလိုပုံစံမျိုးတစ်ခါမှမမြင်ဘူးလို့ဘသူမှန်းတောင်မသိတော့ဘူးလို့ပြောပါတယ်အဲ့လိုဆွဆွဲခံရပေမဲ့စစ်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်ပဲသူတို့နှစ်ယောက်ဟာအမြဲတမ်းမတူညီတဲ့သူတွေပါလို့ပြောလိုက်ပါတယ်PR ကလည်းသူ့မိသားစုကလည်းစစ်တူလူပဲပြဿနာတွေအများကြီးရှိခဲ့ပြီးအခက်အခဲတူညီခဲ့တာတည်းအမြဲတမ်းအချင်းချင်းဖေးမှကူညီခဲ့ကြတာလို့ပြန်ပြောပါတယ်အိမ်တော့ PR ထွက်တော့ပါတယ်စကားများခဲ့လို့ဝမ်းနေနေပေမဲ့စစ်ကတော့ချင်းတွေဖို့ဆက်ပြင်ဆင်နေပါတယ်မထွက်ခင်မှာစစ်ကသူ့အမေနဲ့သွားစကားပြောပါတယ်အမေကအလော့မှာကြိုးစားမှုတွေအတွက်အတိအမှတ်ခံရခဲ့ပြီးစုချင်းကိုရခဲ့လဲလို့ပြောခဲ့ပါတယ်ဒီသတင်းကြောင့်စစ်ဝမ်းသာသွားပြီးအမေကလည်းတားဖိတ်သူရဲ့ NG နဲ့ date ဟာမင်းမရနိုင်တဲ့ daily ထူပါစေလို့ဆူတောင်းပေးရင်နှုတ်ဆက်လိုက်ပါတယ်လေကားပေါ်ကဆင်းလာတော့အမေထစ်သူထိုင်းပေးနေတဲ့ကလေးကစစ်ရဲ့အင်ဂျီကိုဆွဲပြီးကစားဖို့ပူးစားပါတယ်ကလေးလက်မှာချောကလက်တွေပေးနေတာကိုမြင်တော့စစ်ဒေါသထပ်ပြီးသူ့ကိုလွတ်ထားဖို့အော်ထစ်လိုက်ပါတယ်အဲ့ချိန်မှာကလေးရဲ့အမေကစစ်ဒီညဆိုင်နားတာကိုသူ့တထေးကခွင့်ပြုရလားလို့မေးပါတယ်စစ်ကဂယုမဆိုင်ပဲတထေးသဘောမတူပဲလဲပျောက်ထားသွားလိုက်ပါစေလို့အော်ပြောလိုက်ပါတယ်သူမတိလိုက်တာကသူ့ရဲ့နတ်ဆိုးဖုံးကအဲ့ဒီစကားကိုကြားသွားပြီးစားတောက်ဆိုင်ကတထေးစီဖုံးဝင်သွားတာပါပဲဖုံးကြိုက်လိုက်တာနဲ့စဖူးတထေးကြီးဟာစိတ်ညှို့ခံလိုက်ပြီးမီးဖို့ကြောင်းနဲ့သွားပြီးခေါင်းမှာဟင်းခတ်အမွယ်ဆိုင်တဲ့တုပ်လိုင်းလိုက်ပါတယ်ပြီးတဲ့နဲ့စီပူအော်တဲ့နှစ်လိုက်လို့အားလုံးထိတ်လန့်တကြအော်ဟေးကုန်ကြပြီးတထေးကြီးကတော့အသက်မဲ့စွာနဲ့ဂျမ်းပေါ်ပုံလဲကျသွားပါတယ်နောက်ပိုင်းမှာစစ်က NG အင်ကိုရောက်လာပြီးကောင်မလေးကကမ္ဘာနာမဲ့ဂျော်ဆုံးစကိတ်သမားတွေကတယောက်ဖြစ်တဲ့ Mike ဘူလိုက်ရန်သမီးထင်နေတာကိုတီးလိုက်ရတော့အယမ်းဝမ်းသာသွားပါတယ်အိမ်နောက်သူတို့ဆုံတွဲဟာစစ်နတ်ဆိုးဖုံးရဲ့အကူအညီနဲ့ဝယ်ထားတဲ့စပေါ်ကားလေးနဲ့ထိန်းလုဖူးထွက်လာကြပါတယ်မြို့ထမှာကားမောင်းနေတော့ NG တို့အဖေစီကနေအခိုးခံထားတဲ့ကားထုတဲ့ Virgil ရဲ့ကားနာကိုဖျက်သွားမိပါတယ်ဒါကြောင့်လူမိုက်တွေကဒေါသတကြနဲ့သူတို့ကိုလိုက်ဖမ်းကြပါတယ်ရုပ်ရှင်ထဲမှာစစ်နဲ့ NG တို့တရေကားကြည့်နေပေမဲ့စစ်ကသူ့ဖုံးကားထဲမှာကြံခဲ့တာကိုတတိယသွားပါတယ်အမြန်သွားယူပေမဲ့ Virgil နဲ့သူ့တငယ်ချင်းတွေကစစ်ကိုရိုင်းညက်ပြီးကားကိုပြန်ယူသွားပါတယ်စစ်ခမရဂျမ်းပေါ်ပေါ်လဲကြကြမ်းခဲ့ပါတယ်မိနစ်အနေငယ်တော့စစ်က NGC ပြန်လာပြီး NG ကိုသဘောကျအောင်တထေးသားပုံစံဖမ်းခြင်းလို့သာဒီလိုလုပ်ခဲ့တာဖြစ်တာဖြန်ဝန်ကလိုက်ပါတယ်ဒါပေမဲ့ NG ကအဲ့လိုကိစ္စတွေကိုဘယ်တော့မှခရီးမဆိုင်ခဲ့တာပြောကြပါတယ်ဒါနဲ့ပဲသူတို့နှစ်ယောက်ရုပ်ရှင်ဆက်ကြည့်ကြပြီးစစ်ကနဲ့သူ့ဖုန်းကိုပြန်မရသေးတာပေါ့တိတ်မစိုးရင်ဖို့ကြိုးစားနေပါတယ်မြို့လေကောင်မှာ Virgil နဲ့အဖရိုက်ကအခိုးခံထားတဲ့ကားပြန်ရလို့အောင်ပွဲခံနေပါတယ်အဲ့ဒီမှာလူမိုက်တယောက်ဖြစ်တဲ့ Franklin ကစိတ်ရဖုံမြင်နေတာကိုတွေ့တော့ကောင်လေးကိုဒုက္ခပေးဖို့ဖုံးကင်လိုက်ပါတယ်ဒါပေမဲ့ဒါဟာနတ်ဆိုးဖုံးရဲ့နောက်ထပ်စိတ်ညှို့မှုတစ်ခုသာထည့်ပြီး Franklin ရဲ့စိတ်ကိုထိန်းချုပ်ပြီးကားပေါ်ကနေခုန်ချခိုင်းလိုက်ပါတယ်ဒါကြောင့် Franklin ကလမ်းလေကောင်းကိုပြုတ်ချသွားပြီးမထနိုင်ခင်မှာပဲကုံတင်ကားနဲ့တိုက်မိပြီးတေဆုံးသွားပါတယ်အဝေးတနေ့ကမှလာရုပ်ရှင်ပြီးတော့စစ်နဲ့ NG တို့ရုပ်ရှင်ရုံကထွက်လာကြပါတယ်ဒါပေမဲ့မထွက်သွားနိုင်ခင်မှာပဲရဲနှွေရောင်ကသူတို့ကိုတားဒီရဲစခန်းကိုခေါ်သွားပါတယ်စစ်နဲ့ပြန်တွေ့တော့ Virgil နဲ့သူ့ထငယ်ချင်း David တို့ကဒေါသတကြနဲ့မြို့လေကောင်မှာကမောက်ကမြောက်ဖြစ်နေတဲ့အားလုံးဟာစစ်ကြောင်လို့ဆွဆွဲပါတယ်အခြေအနေမဆိုးဝါးသွားအောင်ရဲတွေကလူမိုက်တွေကိုပြန်လွတ်ပေးလိုက်ပြီးရဲအရာရှိကအခိုးခံထားတဲ့ကားအကြောင်းကိုစစ်ကိုစစ်ဆေးမေးမြန်းပါတယ်ဒါပြင်စစ်ကလူဘယ်နှယောက်ကိုထိန်းချုပ်ထားလဲဆိုတာကိုပါမေးပါတယ်ဒါပေမဲ့ထုတ်ဆိုချက်ကိုမကြားရခင်မှာပဲရဲရရှိရဲ့စပွဲပေါ်မှာဖုံးမြင်လိုက်ပါတယ်ဖုံးကင်လိုက်တဲ့နဲ့တခြားလူတွေလိုပဲသူလဲစိတ်ညို့ခန့်လိုက်ပြီးစုံစမ်းစစ်ဆေးမှုစာရွက်စာတမ်းတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်ပြီးတာနဲ့စစ်တွေကိုအပြစ်မပေးဘဲပြန်လွှတ်ပေးလိုက်ပါတယ်အပြင်ကိုရှောက်လာတော့သူ့တတိတေဆုံးခဲ့တဲ့မတော်တဆအကြောင်းကိုရဲတွေကစကားပြောနေတာကိုစစ်ကြားလိုက်ပါတယ်ပကိတာတော့သူ့ဘဝတွေကလူအများကြီးကိုဒီဖုံးကတပ်ဖြတ်နေတယ်ဆိုတာကိုသိလိုက်တော့စစ်လန့်သွားပြီးဒါကိုဖျက်ချင်းဖြေရှင်းဖို့အန်ဂျီကိုနှုတ်ဆက်ပြီးထောက်သွားပါတယ်စစ်ကနတ်ဆိုးဖုံးကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့ဘာမှလုပ်လို့မရပါဘူးဒါနဲ့အတန်တနူးရသွားပြီးမြေအောက်သိမ်းကြိုပြီး Catacombs ထက်သွားပြီးဖုံးကိုမီတာ160ကျော်နဲ့တဲ့ရေတွဲနဲ့ပစ်လိုက်ပါတယ်နောက်နေ့မှာအန်ဂျီကမိဘတွေခီးသွားတာကိုစောင့်ပြီးတိုက်ခိုက်မှုတွေဘာတွေဖြစ်နေလဲဆိုတာစုံစမ်းဖို့သူမရဲ့တငယ်ချင်းအထွေးနဲ့မြေအောက်ခန်းမှာစုဝေးပါတယ်ရတဲ့ညအချက်လက်တွေကိုစုပေါင်းကြည့်လိုက်တော့ဖုံးကဘာသာဘာလှူရှားနေလားထင်နိုင်ပြီးစစ်ကဖုံးရဲ့အစွမ်းအောက်မှာအကျဉ်းစာဖြစ်နေရတာပဲဆိုတာကိုသူတို့သိလိုက်ကြပါတယ်အဝေးတညမှာစစ်စီကိုတူးဖော်ရေးသမားတွေရောက်လာပြီးမနီးကညကသူပျောက်သွားတဲ့ဖုံးကိုပြန်ရှာတွေ့ခဲ့တယ်လို့ပြောကြပါတယ်သူ့ဘဝကိုဒုက္ခပေးနေအဲ့ဒီအရာကိုမလိုချင်တော့ပဲတခြားလူတွေကိုအန်ဒီယယ်မဖြစ်စေချင်လို့ဖုံးကိုယူလိုက်ပါတယ်မကြခင်မှာပီယာရောက်လာပြီးဒီပြဿနာတွေအားလုံးရဲ့တကယ့်တရားခံဟာနတ်ဆိုးဖုံးပဲဖြစ်သွားပြီးပီယာကဒေါသမထွက်တော့တာကိုတွေ့တော့စစ်ကစိတ်အေးသွားပါတယ်အဲ့ချိန်မှာဖုံးမြင်လာတော့ဖုံးကိုဖျက်ဆီးဖို့နီးလန်းရှာနေတဲ့လူငယ်တွေကဖုံးကြိုက်ကိုပြင်ဆင်ကြပါတယ်သူသာထူးထူးချမ်းချမ်းနေစလို့ရင်ပန်းအိုးနဲ့ရိုက်ချဖို့ပီယာကိုအကူအညီတောင်းပါတယ်ဒီ
ဒီလိုဘဝမျိုးဆက်မနေခြင်းတော်ကုန်လို့နတ်ဆိုးဖုံးကိုစစ်ကဘလို့ပဲဖြောင်းဖြမကောင်းဆိုတာကထွက်မသွားဖို့ကိုငင်းဆန်ပြီးစစ်မှာချစ်လို့ရလူဘယ်သူမှမရှိတော့ပဲထေးသွားရင်သူ့ကိုပိုချစ်လာမယ်ဆိုတာပြောပါတယ်ဖုံးပြောသွားတော့စစ်ကထူးခြားတာဘာမှမခံစားရပါဘူးဒါပေမဲ့ပီယာကတော့စိုးရင်လုံးပြီးသူ့တငယ်ချင်းကိုရိုက်ချလိုက်လို့စစ်ကြမ်းပေါ်လေးကျသွားပါတယ်အန်ဂျီအင်းကဖုံးမြင်လာတော့ကလီမန်ဒီကချက်ချင်းကင်ပြီးရှိုက်ကြီးရှိုက်တဲ့ငိုသွားပါတယ်ဒါပေမဲ့ဒါကကောင်မလေးကနောက်တာထည့်ပြီးတငယ်ချင်းရဲ့အမေကမီးဖို့ဘော်ကဒဲအိုးချပေးဖို့ဖုံးဆက်လိုက်တာလို့ပြောပါတယ်မိနစ်အနေငယ်တော့အဖွဲကမီးဖို့ချောင်းနဲ့စူပြီးစကားဆက်ပြောကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမာဂေါ့စီကိုအမေကဖုံးနှံ့လိုက်ပါတယ်ပြဿနာကဒါဟာနတ်ဆိုးဖုံးကနေလှဲ့ပြီးခေါ်လိုက်တာပါပဲဖုံးကိုဗာဂျီစီကန်ပေးတာနဲ့မာဂေါ့ကအန်ဒရဲတာကဓာတ်တွေကိုယူပြီးသူမကိုသူမဘန်ထိုးပါတယ်ဒီမြင်စင်းကိုအားလုံးထိတ်လန့်တော့ပြီးနာချင်းနေကြချင်းကပါမာဂေါ့ကသူမကိုသူမဆက်တိုက်ခိုင်နေရင်တငင်ချင်းတွေရှိမှတဲ့အသက်မဲ့စွာလဲကျသွားပါတယ်ပြီးတဲ့နဲ့ဗာဂျီကရင်နွေးပူအောကိုယူပြီးကလီမန်စီစီပြစ်ပေါက်လိုက်လို့သူမဟာအလွန်ပူပြင်းတဲ့အပူချိန်ကြောင့်တေဆုံးသွားပြီးတစ်ဆေးရုပ်တလာလို့ဖြစ်သွားပါတယ်ထိတ်လန့်သွားတဲ့ဒေးဗစ်ကဒဲအိုးနဲ့ဗာဂျီကိုရိုက်ပါတယ်အချင်းချင်းရိုက်ညက်ခံရလို့အဆုံးမှာတော့ဗာဂျီကလည်းအသက်ဆုံးရှုံးသွားပါတယ်ဒီကြောက်ဖို့ကောင်းတဲ့မြင်းစင်းကိုမြင်တော့အန်ဂျီကရှော့ရသွားပြီးသူမဖုံးမင်းနေတာကိုကြားပေမဲ့မကြိုက်လိုက်နိုင်ခင်မှာပဲသူမရဲ့ခွေးလေးကကြိုက်သွားပြီးခွေးလေးပါမကောင်းဆိုတာအသွမ်းရဲ့ပူးကမှုကိုခံလိုက်ပါတယ်တငယ်ချင်းအန်ဒီယာမခိအောင်ဒေးဗစ်ကခွေးလေးကိုချောဖို့သွားပေမဲ့မအောင်မြင်လို့ခွေးကပြင်းထန်တဲ့အကြိုက်ခံရပါတယ်ကြောက်လန့်တကြားနဲ့အန်ဂျီကဒုတိယဓာတ်ကိုပြေးတက်ပြီးခွေးရန်ကပုံနေပါတယ်နောက်ပိုင်းမှာစစ်နဲ့အပီယာတို့အန်ဂျီအိမ်ကိုရောက်လာတော့အန်ဂျီကသူမအမေရဲ့တိုက်ခိုက်ခံနေရပါတယ်သူမကိုကယ်ဖို့ကောင်လေးနှစ်ယောက်ကအမေဖြစ်သူကိုစကိတ်ဘုတ်တွေနဲ့ရိုက်ချလိုက်ပါတယ်။မကြခင်မှာအဖွဲကပစ္စည်းကိုဖျက်ဆီးပစ်ဖို့မိသားစုပိုင် PR ကိုတွားကြပါတယ်။ဒါပေမဲ့ဗာဂျီကတားဆီးသွားပါတယ်။ဗာဂျီကမိသားစုခွေးလေးကိုသူတတ်တီးပြီလို့ပြောပါတယ်။ဘယ်သူမှမထိခဲ့အောင်စစ်ကဗာဂျီကိုအမြန်ချုပ်လိုက်လို့ PR နဲ့အန်ဂျီကဆက်စီပြေးသွားကြချိန်မှာလူငယ်တွေအချင်းချင်းရင်ဆိုင်ကြပါတယ်။ပြဿနာကဆက်ကိုဖွင့်ဖို့စကလုံး loft လိုလိုက်ပါတယ်။စကလုံးကိုခံမန်းနေချိန်မှာစစ်ကတော့သူ့ကိုတစ်ထုလုံးစက်နဲ့တိုက်ခိုက်လာတဲ့ဗာဂျီကိုဆက်ပြီးရင်ဆိုင်နေရပါတယ်။အချင်းချင်းကြိုးစားပြီးနောက်ဆက်ကိုဖွင့်လိုက်နိုင်ပါတယ်။ဖုံးကိုဆက်နဲ့ကြိတ်ချက်လိုက်ချိန်မှာစစ်ကဗာဂျီရဲ့တိုက်ခိုက်ကိုရှောင်လိုက်တော့ဗာဂျီကစပွဲကလျှက်စစ်စီးနေတဲ့အပိုင်းကိုတွားတိုက်မိလို့ဗာဂျီကိုတိုက်ရိုက်သွားပါတယ်။တချိန်တည်းမှာပဲဖုံးကကြေမွဲ့သွားပေမဲ့အလုတ်လုံနေတဲ့ကကိုစစ်တတိရသွားပြီလို့သူတို့အဖွဲ့ကကြောင်းကိုပြေးသွားပြီးဖုံးကိုဓာတာဗေဒဆေးရင်တွေနဲ့ဖျက်ဆီးပစ်ဖို့ဆီယာမစီအကူအညီတောင်းပါတယ်။ဒါပေမဲ့ဖုံးကပြန်ကောင်းနေပြီးဆီယာမကိုဖုံးကြိုက်ဖို့အတင်းအကျပ်ခိုင်းစေတဲ့ကြောင်းအုပ်ကြီးကိုပါထိန်းချုပ်လိုက်ပါတယ်။ဒေါသရတဲ့အန်ဂျီကစကိတ်ဘုတ်နဲ့ကြောင်းအုပ်ကြီးကိုရိုက်ချလိုက်လို့နောက်ကျသွားပါတယ်။ဆီယာမကဓာတာဗေဒလာခန့်ကဆေးပူလင်တပူလင်းကိုအတင်းတောက်ခံရပြီးခန္ဓာကိုယ်ပလက်စီးသွားပါတယ်။မကြခင်မှာသူတို့၃ယောက်ကစိတ်ပူခတ်ထားတဲ့လူအုပ်တွေသူတို့စီလာနေတာကိုတွေ့တော့အသက်မသေးအောင်ထွက်ပြေးကြပါတယ်ပြဿနာကအကြောင်းကိုဝိုင်းခံထားပြီးလို့ကျောင်းသားတွေကဓာတာဗေဒဂန်ထဲမှာအိမ်ပုံးပြီးဖုံးကိုနိုက်ထရိုဂျင်ဂန်လီတဲ့ 8pp ကိုစုံဖြတ်ကြပါတယ်အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးတတိယလာပြီးသူတို့ကိုတားဖို့ကြိုးစားပါတယ်စိတ်ပူကတ်ထားတဲ့လူအုပ်တွေကလည်းတကားတွေပဒင်းတုံးတွေကိုဖျက်ဆီးပြီးအထဲကိုဝင်လာကြပါတယ်အန်ဂျီကဖုံးကိုနိုက်ထရိုဂျင်ဂန်နဲ့ညှုံ့ပြဖို့ကြိုးစားပေမဲ့ကျောင်းအုပ်ကြီးကတားထားပြီးဖုံးကိုပြန်ယူခြင်းလို့လိုက်ကိုပါဖျက်ဆီးပစ်လိုက်ပါတယ်ချက်ချင်းဆိုတာနဲ့စိတ်ပူကတ်ထားတဲ့သူတွေအားလုံးကျောင်းသားတွေကိုဝင်တိုက်ခိုက်ကြပြီးရုပ်ရုပ်တဲတဲကြမှာပီယာကနတ်ဆိုးဖုံးကိုပြန်ရခဲ့ပါတယ်စစ်ကနိုက်ထရိုဂျင်ဂန်ကိုသူ့တငယ်ချင်းစီပြစ်ပိတ်လိုက်လို့ပီယာနာနီမှာဖုံးကရောက်နေပြီးသူ့ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့နတ်ဆိုးအသွမ်းကိုကြားနေရပါတယ်ဒါပေမဲ့လည်းကောင်လေးရဲ့စိတ်သက်ခိုင်မာမှုကြောင့်ကျင်းစာကိုတွန်းလှန်နိုင်ပြီးဖုံးကိုအေးခဲပစ်နိုင်တဲ့ကြောင့်စက္ကန့်အနည်းငယ်အတွင်းမှာပဲဖုံးပိတ်သွားပါတယ်အချိန်တော့ကြတော့စိတ်ဘူးကထားရဲ့လူသေးလောင်းနေကြမှာသူတို့၃ယောက်တတိယလာပြီးဒါကိုဘယ်လိုလုပ်နိုင်ခဲ့တာလဲလို့စစ်ကပီယာကိုမေးပါတယ်ပီယာကသူအချိန်တော်တဲ့နားကတွေကိုတတ်ထားလုပ်ပြတယ်လို့ပြန်ပြောပါတယ်နတ်ဆိုးဖုံးရဲ့ကျင်းစာကိုကြော်လွှမ်းနိုင်ခဲ့ပြီဆိုတာသိလိုက်တော့လူငယ်တွေဝမ်းတာစွာဖတ်လိုက်ကြပါတယ်နောက်ပိုင်းမှာသူတို့၃ယောက်ကတင်းဘောတစ်ဆင်းနဲ့သမုဒ္ဒရာကိုခရီးထွက်ပြီးတခြားဘယ်လိုလူသားမှဒီနတ်ဆိုးဖုံးကြောင့်ဒုက္ခမရောက်ရလေအောင်နိုက်ထရိုဂျင်ကန်အပိုင်းကိုရေထဲပစ်လိုက်ကြပါတယ်ကဲဒီရုပ်ရှင်ကားကိုဘယ်လိုထင်လဲအောက်က comment မှာရေးပေးခဲ့ကြပါဦးဗီဒီယိုလေးကိုသဘောကျတဲ့ like နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်